မင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ချစ်လာစွာသောဓမ္မမိတ်ဆွေတွေအားလုံးကျမ်းမာချမ်းသာကြပါစေမိုးဆန်းပန်းလေးလိုစင်ထာရလန်းဆန်းနိုင်ကြပါစေကိုယ့်ရဲ့ပတ်ဝန်းကျင်မှာရှိနေတဲ့ပူပင်ဒုက္ခတောကတွေကိုကိုယ်တိုင်ဖြေရှင်းနိုင်ပြီးကိုယ့်ရဲ့ဘဝရဲ့အောင်မြင်ခြင်းနေ့ရက်တွေကိုလည်းကိုယ်တိုင်ပိုင်ဆိုင်နိုင်ပါစေမရှိတဲ့စကားကိုမကြားရပဲစိတ်သွားတိုင်းကိုပါပြီးလူနိုင်တန်းနိုင်ပါစေအလူရည်ဆက်လက်နဲ့မကွာလူနိုင်တန်းနိုင်တဲ့အပြင်ဆရာတော်ဘုရားကြီးရဲ့ဘုန်းတော်ကိုအာနုဘော်ကိုခံယူပြီးကျမ်းမာခြင်းချမ်းသာခြင်းလမ်းဖြာခြင်းလက်လာပါရွှင်ခြင်းပိယတတ်တွေကောင်းခြင်းချစ်ဖွယ်သောစကားကိုဆိုနိုင်ခြင်းမျက်နာမြင်ချစ်ခင်အတန်ကြားရင်တနာအစရှိတဲ့ဆုထူးဆုမြတ်တွေကိုလည်းပိုင်ဆိုင်နိုင်ကြပါစေဝိတာခါเจ้าအမလိုလူနိုင်တန်းနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်ပြုံနေမှာကပဲဘုရားရှင်လက်ထက်တော်ကဇောတိကတထေးဒီလိုမျိုးလူနိုင်တန်းနိုင်တဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်လည်းဖြစ်ပါစေပြပလူမျိုးတွေရဲ့အကျိုးပြုမှုနဲ့အတူကိုယ်ပတ်ဝန်းကျင်မှာကိုယ်အကျိုးပြုမဲ့သူတော်ကောင်းတွေနဲ့တွေ့ပြီးကြီးပွားချမ်းသာပါစေအိုးအိမ်တွေကိုပိုင်ဆိုင်နိုင်ပါစေတိမ်ချောင်းစရက်ရည်ရွယ်ရည်ခံတွေကိုလူနိုင်တန်းနိုင်ပါစေတရားသဘောကိုရှေ့ရှုပြီးနိဗ္ဗာန်ငန်းကိုဖွင့်လှမ်းပြီးတော့အပေတကားကိုပိတ်နိုင်ပါစေလို့ဆုတောင်းမြတ်တာပို့တာပေးပါရခင်ဗျာဒီနေ့ကျွန်တော်အခုပြောမဲ့ဗီဒီယိုလေးကတော့လူတိုင်းကိုယ်စီမှာဒုက္ခဆိုတာရှိပါတယ်ကျွန်တော်လည်းဒုက္ခတွေရောက်ဖူးပါတယ်ကျွန်တော်ရဲ့ချစ်တော်ဓမ္မမိတ်ဆွေတွေလည်းဒုက္ခတွေရောက်ဖူးကြမှာပါအခက်အခဲတွေဒုက္ခတွေရောက်တဲ့အခါမှာကုကရမဲ့ပြီးတော့ဘသူ့အာကိုလို့အာကိုရမှမသိပဲနဲ့ရေနစ်နေတဲ့သူကကောက်ရိုးတမြင်ကိုဆွဲလန်းတယ်လို့ပဲတခုခုကိုဆွဲပြီးအာကိုခြင်းတဲ့စိတ်တွေတူတူကိုကိုရှိပါတယ်လူရလို့ဖြစ်လာရင်အပူမကင်းဘူးဒုက္ခမကင်းဘူးဆုံးရှုံးမှုမကင်းဘူးလဲပြုံမှုမကင်းဘူးအဲ့ဒီလိုဖြစ်တဲ့အချိန်တွေမှာသူကောင်းလူကောင်းတွေနဲ့သူတော်ကောင်းတွေနဲ့တွေ့ပြီးတော့ပုဂ္ဂိုလ်သူဝိဇ္ဇာတွေကအတိအမှတ်ပြုပြီးကိုယ်ကိုကယ်နိုင်ဖို့အတွက်လိုအပ်ပါတယ်ကိုဒုက္ခရောက်နေတာကိုမြင်ပြီးတော့ကယ်နိုင်မဲ့လူတော်၎င်းကိုဒုက္ခရောက်နေတာကိုမြင်ပြီးတော့ကုညီပေးနိုင်မဲ့ဝိဇ္ဇာတွေတော်၎င်းကိုဒုက္ခရောက်နေတာကိုမြင်ပြီးကုညီပေးနိုင်မဲ့ကိုယ့်ရဲ့ဆိုင်ရာပိုင်ရာပဋ္ဌာန်းဆက်တွေတော်၎င်းသူတို့ကိုဒုက္ခရောက်နေကြောင်းသိအောင်လို့တိုင်တယ်တဲ့နည်းလေးကိုကျွန်တော်ကဝေမျှပေးချင်တာပါဒုက္ခရောက်လာပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ဒုက္ခကိုကိုယ့်ရဲ့ပဋ္ဌာန်းဆက်တွေကိုတိုင်တယ်တာပေါ့လူတိုင်းမှာပဋ္ဌာန်းဆက်တွေပုံကိုယ်တွေဆိုတာရှိပါတယ်တဏှာမှာကျွန်တော်တို့အားလုံးကအမျိုးတွေကြီးပါပဲအခုဗဒ္ဒကဘာထဲမှာကျွန်တော်တို့လက်ပတ်နေတလန်းနေပြီးတော်ဆက်ခတ်တဲ့ဆွေမျိုးညာတိတ်ကာတွေဆိုတာရှိပါတယ်ကိုယ့်ရဲ့ပဋ္ဌာန်းဆက်တွေကိုယ့်ရဲ့ပုံကိုယ်တွေအာကိုတဲ့ဝိဇ္ဇာတွေအာကိုတဲ့ဘိုးတော်တွေအာကိုတဲ့ဆရာတွေအာကိုတဲ့ယဟန္တာတွေအစရှိတဲ့ပုဂ္ဂိုလ်သူတွေကိုကျွန်တော်တို့ကအာကိုရမှာပါအဲ့ဒါလိုမျိုးကျွန်တော်တို့ဒုက္ခရောက်တဲ့အခါမှာကိုယ့်ရဲ့ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တွေသိအောင်လမ်းပြီးတော့တိုင်တယ်လို့ရတဲ့နည်းတွေရှိပါတယ်ဆိုကြပါစို့ကျွန်တော်အရင်ဘဝဘယ်ဘဝလာလဲဆိုတာကျွန်တော်မသိဘူးဒါပေမဲ့ကျွန်တော်ရဲ့ဘဝအဆက်ဆက်မှာဆိုင်ရာပိုင်ရာပုဂ္ဂိုလ်တူဖြစ်ပြီးအစွမ်းထက်တဲ့ပုဂ္ဂိုလ်တူဖြစ်ချင်တယ်ဖြစ်နေမယ်ရှိချင်တယ်ရှိနေမယ်ကျွန်တော်ဒုက္ခရောက်တာကိုကျွန်တော်အခုပြောတဲ့လမ်းကြောင်းလေးတိုင်းတိုင်တယ်လိုက်မယ်ဆိုရင်အဲ့ဒီအဘဝိဇ္ဇာတွေသူတော်ကောင်းတွေကိုယ့်ရဲ့ပဋ္ဌာန်းဆက်တွေဟာကြားပြီးတော့ငါတို့ရဲ့ဆွေမျိုးညာတိတ်ကာလေးငါတို့ရဲ့သွေးသားလေးငါတို့ရဲ့ပဋ္ဌာန်းဆက်တွေဒုက္ခရောက်နေပါလားငါတို့ကယ်မဖြစ်မယ်ကုမဖြစ်မယ်ဆိုပြီးသူတို့ရဲ့မေတ္တာတက်ကိုရရှိစေပါတယ်နားလည်အောင်ပြောရမယ်ဆိုရင်တော့မိမိဒုက္ခရောက်နေတာကိုအဘဝိဇ္ဇာတွေသိအောင်တိုင်တယ်တာမျိုးကိုယ့်ရဲ့ပဋ္ဌာန်းဆက်ပုဂ္ဂိုလ်တွေသိအောင်တိုင်တယ်တာမျိုးသာသနာ့ဆောင်နတ်မင်းကြီးတွေသိအောင်ကယ်တင်နိုင်တဲ့ပုဂ္ဂိုလ်တွေသိအောင်လို့တိုင်တယ်တဲ့နီလန်လေးကိုကျွန်တော်ကဝေမျှပေးမှာပါခင်ဗျာအဲ့တော့ကျွန်တော်တို့အဲ့နီလန်လေးကိုဘယ်လိုလုပ်ရမလဲဆိုရင်လင်ပန်းတစ်ခုအရင်ဆုံးစီစဉ်ရမှာပါလင်ပန်းပေါ်မှာစာရဘာဝကိုရေးရမှာပါအဲ့ဒါကတော့ကျွန်တော်တို့အလွယ်ရေးလို့မရဘူး4000ဆက်ရေးရမှာပါစာဒါဘာဝ4000ကြရေးရမယ်စာရဘာဝကို4000ကြရေးပြီမဲ့လင်ပန်းကိုတော့4000လင်ပန်းသုံးလို့မရဘူးအဝိုင်းသုံးမှရမှာတန်တရာဆက်ဝင်းအတွင်းမှာလည်နေတဲ့ကိုယ့်ရဲ့ပုံကိုယ်တွေကိုယ့်ရဲ့ပဋ္ဌာန်းဆက်တွေနဲ့စုံတွေ့ဖို့အရေးဖြစ်တဲ့အတွက်ကြောင့်လင်ပန်းကိုအဝိုင်းထားပြီးအဲ့ဒီလင်ပန်းပေါ်မှာစဒဘာဝလို့ရေးရမှာပါပြီးရင်အဲ့လင်မန်းပေါ်ကိုမွေးသောပန်းအမွေးရနဲ့ထွက်သောပန်း၄မျိုးတင်ရမှာပါဘာတွေမွေးမလဲငွေပန်းမွေးမယ်စပယ်ပန်းမွေးမယ်ခရီးပန်းမွေးမယ်ပြီးလို့ရှိရင်ကျွန်တော်တို့နှင်းစီပန်းရေမွေးနှင်းစီတွေမွေးမယ်အဲ့လိုမွေးသောပန်း၄မျိုးတင်ရမယ်အရှိအနောက်တောင်မြောက်၄မျက်နှာမှာအဲ့မွေးသောပန်းကိုကိုကခုနကလိုမျိုးလင်မန်းထဲမှာထည့်လိုက်တဲ့အတွက်ကြောင့်အရှိအနောက်တောင်မြောက်၄မျက်နှာကိုအမိတဟဲပြုခြင်းအားဖြင့်ပန်းမွေးသောပန်း၄မျိုးကိုတင်ပြရမှာပါတစ်မျိုးကိုနည်းနည်းစီပေါ့နော်အဲ့ဒါပြီးလို့ရှိရင်အဲ့ဒီပုံမှာဖျောင်းနိုင်က14တိုင်းအမွေးတိုင်းက3တိုင်းထွန်းညှိရမှာပါလင်မန်းပုံမှာအဲ့ဒါလေးတွေတင်မယ်ပကံကြွပြတစ်ချက်ထဲမှာဖျောင်းတိုင်းတိတိလေးတွေ14တိုင်းထည့်မယ်ခင်ဗျပြီးအမွေးတိုင်းက3တိုင်းထည့်မယ်အမွေးတိုင်းကကြတော့ကျွန်တော်တို့ကက်ကင်းကြစီဖို့အတွက်ဂျင်းတက်ပေါ်ထွန်းမယ်ဒါပေမဲ့အမွေးတိုင်းပုံမှာဂျင်းတက်ကိုဓာတ်ရိုက်စိုက်ထွန်းပြီးအဲ့ဂျင်းတက်အောက်မှာပကံလေးပြန်ခံထားမယ်အဲ့ဒါတွေအားလုံးကခုနလင်မန်းထဲမှာရှိနေမယ်ဒါကကျွန်တော်တို့ကမျက်စာဖျားရှင်ကိုပူဇော်တာမဟုတ်ဘူးကျွန်တော်တို့ဘဝအဆက်ဆက်ကတော်ဆက်ခဲ့တဲ့ကျွန်တော်တို့ရဲ့ပုဂ္ဂိုလ်လူတွေကိုတိုင်တယ်တာဖြစ်တဲ့အတွက်ကြောင့်မြတ်စွာဘုရားရှင်ရဲ့ကျောင်းဆောင်တော်ရာရဲ့ခြေတော်ရင်းဖြစ်တဲ့ဘုရားကျောင်းဆောင်ရဲ့အရှိနာလက်ရဖဏလေးမှာကျွန်တော်အခုပြောတဲ့လင်မန်းလေးကိုထားဖို့လိုအပ်ပါတယ်ခင်ဗျာနော်
အဲ့တော့ကျွန်တော်တို့ကအဲ့လင်မန်းလေးကိုထားပြီးသွားတဲ့အခါကြလို့ရှိရင်ပထမအဆုံးကျွန်တော်တို့ရွတ်ရမှာကစမကြီးလေးလုံးဂါထာကျွန်တော်ဒီဗီဒီယိုဖိုင်လေးထဲမှာထည့်ပေးထားပါတယ်စမကြီးလေးလုံးဂါထာက9ခါရွတ်ရမှာပါဝိဇ္ဇာချစ်ဂါထာဆိုတာရှိတယ်ဝိဇ္ဇာရဲ့ချစ်ခင်မျက်နှာချင်းကိုခံရတဲ့ဂါထာအဲ့ဂါထာကတော့14ခါရွတ်ရမှာပါပြီးလို့ရှိရင်အဲ့ဒါတွေရွတ်နေတဲ့အချိန်မှာမရွတ်ခင်ကျွန်တော်တို့လက်ထဲမှာစံစည်းတက်စီကို3စိပို့ပြီးတော့ကန်ရမှာခင်ဗျစံစည်းကိုတက်စီဥပမာကျွန်တော်အသက်40နှစ်ဆိုရင်42နှစ်ကိုယ့်ဘဝရဲ့ဖူခနောက်ဆိုင်အပူတွေကိုပပျောက်သွားစေဖို့အတွက်3စိထပ်ပြီးတော့ပေါင်းလိုက်မယ်ဒါဆိုရင်45စိစံစည်း45စိကိုညာလက်ထက်မှာကန်ပြီးတော့မှအခုကျွန်တော်ပြောတဲ့ဂါထာမန္တန်တွေကိုရွတ်မယ်ရွတ်လို့ပြီးသွားတာနဲ့မန်ကန်တဲ့တစ္ဆာတစ်ခုကိုဆိုရမယ်လူတိုင်းမှာမန်ကန်တဲ့အရာတစ်ခုရှိတယ်ဥပမာနေ့စဉ်ကျွန်တော်ဖျားရှိခိုးပါတယ်ကျွန်တော်ရင်ထဲမှာတရဏဂုံကိုတိုက်တယ်ပါတစ်ခုခုပေါ့နော်ကိုယ့်ရဲ့မိဘတွေကိုကိုလုတ်ကန်ကျွေးမိပါတယ်ကိုယ့်ရဲ့မန်ကန်တဲ့တစ္ဆာကိုတကယ်မန်ကန်တဲ့တကယ်လုတ်ခဲ့ဘူးတဲ့လုတ်နိုင်တဲ့အရာကိုမန်ကန်တဲ့တစ္ဆာတစ်ခုကိုဆိုဖို့လိုအပ်ပါတယ်မန်ကန်တဲ့တစ္ဆာကိုဆိုပြီးထားပြီဆိုရင်စစ်မှန်တဲ့အလူတစ်ခုကိုကိုပြန်ပြီးတွေ့ရမယ်လူတိုင်းကမြန်မာလူမျိုးတွေကလူကြပါတယ်ဒါပေမဲ့စစ်မှန်တဲ့အလူရှားတယ်ပကာတနာအလူတို့အပြန်အဆိုင်လူတို့ပြီးတော့အပူလူတို့အေးလူတို့ရှိတယ်ပေါ့နော်အလူနဲ့ပတ်သက်တာကိုတော့နောက်မှကျွန်တော်တခြားထပ်ပြီးတော့ရှင်းပြပါမယ်အေးလူတို့အပူလူတို့ပကာတနာအလူတို့အမျိုးမျိုးခွဲတယ်ဘလို့အလူမျိုးပဲဖြစ်ဖြစ်စစ်မှန်တဲ့အလူဖြစ်ဖို့လိုတယ်ကျွန်တော်ဘဝရဲ့စစ်မှန်တဲ့အလူဆိုရင်ကျွန်တော်အသက်20ကျော်လောက်တုန်းကတကယ့်ကိုဝိပဿနာတရားတွေကိုကြိုးစားအားထုတ်နေတဲ့ဆရာတော်ဘုရားကြီးတွေဝင်းနီးနဲ့အညီကျင့်ကြံနေတဲ့ဆရာတော်ဘုရားကြီးအပါ30ကိုကျွန်တော်ကိုနိုင်ညဘက်တွေမှာအာယုံစွန်းပေါ့နော်ကျွန်တော်ညဘက်ကလေးကစချက်တယ်မိုးလေးမှာထချက်တယ်ငါးကြော်နတ်တို့ဝက်သားတို့ကြက်သားတို့ပဇွန်တို့ဖွဲ့ရကြက်ကြနနချက်ပြုတ်ပြီးတော့မှဆရာတော်ဘုရားကြီးကိုကျွန်တော်နဲ့ကျွန်တော်ရဲ့တာဝကညီလေးတွေနဲ့အတူတူချက်ပြုတ်ပြီးလူခဲ့ဘူးတဲ့ကုသိုလ်တစ်ခုရှိတယ်ကျွန်တော်တို့ကအဲ့ဟာဘာမှမမျှော်လင့်မဲ့ဆရာတော်ဘုရားကြီးကိုကောင်းကောင်းဖုံးစေခြင်းနဲ့စိတ်ဆန္ဒနဲ့စေတနာအပြည့်နဲ့ကျွန်တော်တို့ကာယကံအောင်မနောကံအောင်ဝစီကံအောင်တခြားကျူးလွန်ပြီးကျွန်တော်တို့လုပ်ခဲ့တဲ့အလူကြီးပေါ့နော်အဲ့ဒီအလူကြီးကိုလူတဲ့ချိန်မှာဆရာတော်ဘုရားတွေကကျွန်တော်တို့မြတ်စွာဘုရားရှင်လက်ထက်တော်ကတရားပေးတယ်လို့ပဲစွန့်ခံကြွလာတယ်လို့ပဲတန်းစီပြီးအဲ့အပါ30ကျော်ကြွလာတာကိုကျွန်တော်တို့မနေ့အစောကြီးသူတို့ရဲ့တပိတ်ထဲကိုလောင်းလူပေးရတယ်သူတို့တတိချာချာကြနနဝင်နေတဲ့အညူစွန့်ဖုံးပေးတာကိုမြင်ရတယ်ပြီးတော့တရားပေးတယ်တရားနာရတယ်အမျှဝေတယ်ဒါလို့ခေါ်တယ်အဲ့အလူကိုကျွန်တော်ဘဝတသက်စာဘယ်တော့မှမမိတဲ့အလူပါဒါကိုစစ်မှန်တဲ့အလူလို့ခေါ်တာပေါ့ကိုယ့်ရင်ထဲမှာတသက်စာတသိမ့်သိမ့်တွေးနေတဲ့အလူကိုစစ်မှန်တဲ့အလူလို့ခေါ်တယ်အဲ့အလူကိုပြန်ပြီးတော့အာယုံပြုတ်ပြီးတော့မေတ္တာဖို့အမျှဝေရမယ်ခုနပြောတဲ့စစ်မှန်တဲ့သစ္စာတရားကိုဆိုမယ်စစ်မှန်တဲ့အလူကိုမေတ္တာဖို့အမျှဝေမယ်ပြီးတာနဲ့ကျွန်တော်ယောက်ျားလေးဆိုရင်လည်းကျွန်တော်မိန်းကလေးဆိုလည်းကျွန်တော်မျိုးမပေါ့နော်ကျွန်တော်တို့ဒီယနေ့ယခုအချိန်မှာကြာရောက်နေတဲ့ဒုက္ခဆင်းရဲဒုက္ခဆင်းရဲမန္တမြအားလုံးနဲ့လမ်းကြောင်းပြောင်းနေတဲ့အရာတွေကိုကျွန်တော်မျိုးအခုလိုအပ်တဲ့အဘဝိဇ္ဇာတွေတိတိုင်းတဲ့သူတွေကိုအခုလိုတိုင်တယ်ပြီးတော့ကျွန်တော်တို့တောင်းဆိုပါတယ်ကျွန်တော်တို့ရဲ့ဒုက္ခတွေကိုမြင်ပြီးတော့ကျွန်တော်တို့ကိုလမ်းကြောင်းလေးတွေဖွင့်ပေးပါဒုက္ခတွေအတွင်းကနေကယ်တင်ပေးပါနီလန်းအမှန်လေးတွေပေးပါဖရာအရေးတရားရေးတန်ခါအရေးနဲ့အဘဝိဇ္ဇာတွေရဲ့အရေးဆရာတော်ဖရာကြီးတွေရဲ့အရေးဖုန်းကိုတွေရဲ့အေးအောင်မှာခိုလုံပြီးအေဂျင့်ချင်းအစ်စ်ကိုတွေ့၍ဒုက္ခဆင်းရဲခြင်းပေါင်းကိုကင်းဝေးနိုင်ပါစေလို့ဆုတောင်းရမယ်ပြီးလို့ရှိရင်အပစ္စည်းတွေအားလုံးကိုစီးနေတဲ့ရေတွေကိုမျောပေးရမယ်ရေရှင်ဖြစ်ရမယ်ပေါ့နော်စံစည်းတွေရောပန်းတွေရောဘာတွေရောလင်မန်းတော့မျောကြမလို့ဒါဆိုရင်သင်ကန်ကောင်းလာပါလိမ့်မယ်သင်ကန်ဆိုးနေတယ်သင်ဒုက္ခရောက်နေတယ်ဆိုတာကိုသင်ရဲ့ဆိုင်ရာပိုင်ရာပုံကိုယ်တွေနဲ့အတူအဘဝိဇ္ဇာတွေကတည်သွားပြီးသင်ကိုကောင်းအောင်ဆွဲတင်ပြီးတော့မဆာပေးပါလိမ့်မယ်ဒါကတော့သင်ကိုဖြစ်နေတဲ့ဒုက္ခတွေကနေကင်းလွတ်စေမဲ့ဝိဇ္ဇာတွေတည်အောင်တိုင်တယ်နေပါပဲကဲဒါလေးတွေကိုနားထောင်ပြီးတော့လေ့လာမှတ်သားပြီးအကောင်းဆုံးလိုက်လုပ်ကြည့်ပါဒါဆိုရင်သင်အများကြီးကန်ကောင်းလာမှာပါအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ